လူတိုင်းကိုအကောင်းမြင်တဲ့စိတ်နဲ့ကြည့်ဘူးလားလူတိုင်းကိုအကောင်းမြင်တဲ့စိတ်နဲ့ကြည့်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့တချို့လူတွေကကိုယ့်ကိုနာကျင်စေတယ်။အဲ့လိုလူမျိုးတွေရှိတယ်နော်တကယ်ကိုရှိတယ်။ကျမလည်းအရင်ကတကယ်ကိုခံစားခဲ့ဘူးပဲ။တချို့လူတွေကကိုယ့်ကိုနာကျင်စေတယ်။တချို့လူတွေကကိုယ့်ကိုစိတ်ပြတ်စေတယ်။အဲ့တော့ဒီလိုလူတွေအများကြီးကြားထဲမှာနေရတဲ့အတွက်ကြောင့်မလို့လူတိုင်းကိုကောင်းတဲ့ဘက်ကနေပြီးတော့အကောင်းမြင်တဲ့စိတ်လေးနဲ့ကြည့်ဖို့ဆိုတာတကယ်ကိုမလွယ်ပါဘူးဒါပေမဲ့အကောင်းမြင်တဲ့စိတ်ကလေးနဲ့သာကြည့်မယ်ဆိုရင်ဘဝမှာဘာတွေဖြစ်လာမလဲဘာတွေတိုးတက်လာမလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်အကောင်းမြင်တဲ့စိတ်လေးနဲ့ကြည့်ရဲဆိုတာလူတိုင်းကိုအတင်းလိုက်ပြီးယုံခိုင်းနေတာမဟုတ်ပါဘူးလူတိုင်းက perfect ဖြစ်တယ်လို့အတင်းဆိုလိုတာမဟုတ်ပါဘူးကိုယ်မှာရှိတဲ့မကောင်းတဲ့အရာတွေတည်းရမှာကောင်းတဲ့အရာလေးတစ်ခုကိုကြံဖန်ပြီးရှာကြည့်ပြီးတော့မှကောင်းတဲ့စိတ်ကလေးနဲ့အော်ကောင်းပါလားဆိုတော့မလျှော့တဲ့စိတ်နဲ့ကြည့်တဲ့အကောင်းမြင်တဲ့စိတ်ကလေးကိုပြောတာပါဒါအကောင်းမြင်တဲ့စိတ်လို့ခေါ်ပါတယ်အဲ့တော့လူတိုင်းကိုဒါအကောင်းမြင်တဲ့စိတ်နဲ့ကြည့်မယ်ဆိုရင်မလွယ်ဘူးဆိုတာမှန်ပေမဲ့တကယ်လို့သာတင်ခုအကောင်းမြင်တဲ့စိတ်ကလေးနဲ့သာတင်ခဏကြည့်ဥပမာတင့်ပေးနာလူတယောက်ကအကောင်းမြင်တဲ့စိတ်မရှိဘူး negative အတွေးရှိတယ်ကျွန်မအဲ့ရနေစပြောမယ် negative အတွေးတွေနဲ့ရှိတဲ့သူအမြဲတမ်းမကောင်းမြင်တဲ့အမြဲတမ်းအပြစ်ပြောတယ်အမြဲတမ်းဘာလို့ဘတော်မှအဆင်မပြေဘူးဆိုရင်အဲ့ဒီလိုလူမျိုးနာမှာတင်နေခြင်းလားမနေခြင်းဘူးနော်ဘယ်သူမှမနေခြင်းဘူးကျွန်မဆိုလည်းမနေခြင်းဘူးအဲ့ဒီလိုပေါ့ကိုကသာအမြဲတမ်းမကောင်းတဲ့အမြင်တွေမြင်မယ်မကောင်းတဲ့အတွေးတွေနဲ့တွေးမယ်မကောင်းတဲ့အတွေးမှာတော့မကောင်းတဲ့စကားပဲပြောမှာပဲလေနော်အဲ့တော့အဲ့လိုလူမျိုးရဲ့ဘေးနားမှာကြာရှည်ကျမလည်းမနေနိုင်ဘူးအဲ့တော့ကျမတို့သာအဲ့လိုမျိုးသာအတွေးတွေကိုသာပြုပြင်ပြီးတော့ကောင်းတဲ့အကြောင်းကိုပဲတွေးမယ်ကောင်းတဲ့အမြင်လေးနဲ့ကြည့်ပြီးတော့ကောင်းတဲ့စကားကိုပဲပြောမယ်ဆိုရင်ကိုဘေးနားမှာရှိတဲ့လူကစိတ်ချမ်းသာတယ်အဲ့ဒီလိုလူမျိုးရဲ့ဘေးနားမှာပဲနေကျင်ကြတယ်အဲ့တော့အ ਨੇ ဆုံးအကောင်းမြင်တဲ့စိတ်ကလေးနဲ့အရာရာကိုကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1ကစိတ်ဖိစီးမှုတွေလျော့သွားမယ်နံပါတ်2ကလူတိုင်းနဲ့ဆက်ဆံရတာအဆင်ပြေမယ်နံပါတ်3ကကိုယုံကြည်မှုတွေတိုးလာလိုက်မယ်အဲ့ဒါအကောင်းမြင်တဲ့စိတ်ရှိမယ်ဆိုရင်ပြောတာเนาะအကောင်းမြင်တဲ့စိတ်ကလေးနဲ့ကြည့်မယ်ဆိုရင်ပြောတာဒီ3ချက်ကအရေးကြီးဆုံးပဲဒီ3ချက်ကိုဒါကျွန်မပြောတော့မှဖြစ်ပါတယ်အခုပထမအချက်ဖြစ်တဲ့ဒီစိတ်ဖိစီးမှုတွေလျော့လာမယ်ဆိုတာဘာလဲဆိုလို့ရှိရင်အကောင်းမြင်တဲ့စိတ်နဲ့မကြည့်ဘူးဥပမာလူက negative အတွေးနဲ့တွေးမယ်ဆိုလို့ရှိရင်အလုပ်တစ်ခုကိုလုပ်တော့မယ်စပြီးလုပ်ကြရသူက negative အတွေးနဲ့တွေးတဲ့အတွက်ကြောင့်မလို့ငါမအောင်မြင်ဘယ်လိုလုပ်မလဲငါကြရှုံးသွားရင်ဘယ်လိုလုပ်မလဲငါဆုံးရှုံးသွားရင်ငါဒီပတ်စံတွေကိုဘယ်လိုလုပ်မလဲငါရဲ့အရင်းနှီးမြုပ်နှံမှုကိုငါဘယ်လိုလုပ်ရမလဲပေါ့နော်ဆုံးရှုံးသွားလိုက်မယ်ဆိုတဲ့အတွေးနဲ့သူကကြောက်လန့်ပြီးအဲ့အလုပ်ကိုဘာမှမလုပ်တော့ဘူးအတားကအ ਨੇ ဆုံးကိုယ်စိတ်ကိုကြောက်ရွံ့စေတယ်မကောင်းတဲ့အတွေးတွေးမယ်ဆိုကောင်းတဲ့အမြင်လေးနဲ့ကြည့်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်မကောင်းဘူးဆိုရင်မအောင်မြင်ဘူးဆိုရင်တော့ငါသင်ယူနေတော့မယ်လို့တွေးလိုက်မယ်ကိုယ့်ရဲ့အတွေးအခေါ်ကပြောင်းပြန်ကိုဖြစ်သွားတာအဲ့လိုမျိုးဖြစ်သွားလိုက်မယ်အဲ့တော့အ ਨੇ ဆုံးကောင်းတဲ့စိတ်ကလေးနဲ့တွေးမယ်ဆိုရင်ကြာရှုံးခဲ့တယ်ဆိုရင်တော့ငါဆုံးရှုံးတာမဟုတ်ဘူးငါသင်ယူနေတော့မှဖြစ်တယ်ဒီလိုမျိုးလေးကိုတွေးမယ်ဆိုရင်အ ਨੇ ဆုံးကိုယ်စိတ်ကစိတ်ဖိစီးမှုတွေရောနေသွားလိုက်မယ်စိတ်ဖိစီးမှုတွေရောကျသွားလိုက်မယ်ပြဿနာဖြစ်ရင်တော့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဘယ်လိုအကောင်းဆုံးဖြေရှင်းရမလဲလို့ပဲအမြဲတမ်းတွေးတယ်ဒါဟာအရန်ကိုမှန်ကန်တဲ့နည်းလမ်းဖြစ်တယ်ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေလည်းရောကျသွားနိုင်တယ်ပတ်ဝန်းကျင်နဲ့လည်းအဆင်ပြေသွားနိုင်တယ်ကိုယ်နဲ့ပြဿနာဖြစ်ရင်တော့ကိုယ့်ရဲ့ဒီအတွေးခေါ်တွေကတစ်ဖက်လူကကိုယ့်ကိုအကြီးကြီးပြောမဲ့စကားလုံးတောင်မှလေချောင်းပေါ်မှာစို့ပြီးတော့သိရမလားဆက်မပြောနိုင်တော့तू ကဒီလိုတွေးပါလားငါကသူ့ကိုဒီလိုတွေးထားတာ तू ကဒီလိုငါ့ကိုကြံဖန်ပြီးကောင်းတဲ့စိတ်ကလေးနဲ့မြင်ပေးပါလားငါရဲ့ပြဿနာအကြီးကြီးကိုဒီလို तू ဖြေရှင်းပေးပါလားဆိုတဲ့စိတ်နဲ့အရာအားလုံးကအဆင်ပြေသွားနိုင်မယ်တစ်ဖက်လူလည်းစိတ်ဖိစီးမှုညော့နေသွားမယ်ကိုယ်လည်းစိတ်ဖိစီးမှုတွေညော့နေသွားတယ်စိတ်ထောင်းရင်ကိုကြည်တယ်တဲ့အဲ့ဒီတော့စိတ်ဖိစီးမှုညော့နေသွားတဲ့အတွက်ကြောင့်မလို့လူလည်းစိတ်ချမ်းသာတယ်အားလုံးအေးအေးချမ်းချမ်းနဲ့ပြဿနာကိုဖြေရှင်းပြီးရရောက်တယ်အဲ့ဒါနံပါတ်1အချက်နံပါတ်2အချက်က
လူတိုင်းနဲ့ဆက်ဆံရတာအဆင်ပြေလာလိမ့်မယ်ကိုဟာကောင်းတဲ့စိတ်နဲ့တွေးမယ်ကောင်းတဲ့အမြင်နဲ့တာမြင်မယ်ဆိုရင်ကိုဘီနာမှာနေတဲ့သူတွေကအရန်ကိုစိတ်ချမ်းသာကြတယ်သူဟာငါအပြစ်တစ်ခုလုပ်ထားတာမှငါ့ကိုကြံဖန်ပြီးကောင်းတဲ့စိတ်ကလေးနဲ့တွေးပါလားငါ့ကိုကြံဖန်ပြီးကောင်းတဲ့အမြင်လေးနဲ့ကြည့်ပါလားကိုဆိုရင်လည်းဒီတိုင်းပဲအဲ့ဒီတော့ကိုဘီနာမှာနေတဲ့သူတွေကစိတ်ချမ်းသာတယ်အဲ့တော့လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အရန်ကိုအဆင်ပြေလာပါလိမ့်မယ်နောက်ဆုံးတစ်ခုဖြစ်တဲ့ကိုယ့်ရဲ့ယုံကြည်ချက်တွေကတိုးတက်လာလိမ့်မယ်ဒါဟာကျွန်မပထမဗီဒီယိုမှာပြောခဲ့တယ်ကိုယုံကြည်မှုရှိဖို့ဘယ်လိုတိဆောက်ရမလဲဆိုတဲ့ဗီဒီယိုမှာကျွန်မပြောခဲ့တဲ့အတိုင်းပါပဲအလုပ်တစ်ခုကိုလုပ်လို့ရှိရင်ကိုကလူဆိုတာအလုပ်တစ်ခုကိုလုပ်ရင်အမြဲတမ်းအောင်မြင်တယ်ဆိုတာမရှိပါဘူးအောင်မြင်တာရှိသလိုကြာရှုံးတာလည်းရှိမယ်အောင်မြင်ဖို့ကိုလည်းတွေးရမယ်တကယ်လို့ကြာရှုံးခဲ့ရင်ရောတွေးရမယ်တို့ပြင်မဲ့အောင်မြင်ဖို့ကိုပဲယာခိုင်နှုန်းတွေးရမယ်လို့ဆိုတာစပြီးမလုပ်ရသေးဘူးမအောင်မြင်ဖို့ကိုပဲအမြဲတမ်းတွေးနေတယ်ဒီလမ်းတစ်ခုကိုသွားမယ်မသွားရသေးဘူးဒီလမ်းမှာဘလို့မကောင်းတဲ့အရာတွေနဲ့တွေ့ခဲ့ရင်ဘလို့လုပ်မယ်မကောင်းတာကိုပဲခေါ်နေမကောင်းတာကိုပဲတွေးနေတဲ့အတွက်ကြောင့်မလို့ဘဝကြီးကဘာမှဖြစ်မလာဘူးကိုယုံကြည်မှုတွေဘာမှမရှိတော့ဘူးအဲ့တော့ဒီလမ်းကိုလည်းဆက်မသွားနဲ့ဒီအလုပ်ကိုလည်းဆက်မလုပ်နဲ့တေးကြတဲ့သင်အောင်မြင်မှာမဟုတ်ဘူးစပြီးလုပ်ကြတဲ့ကငါဟာအောင်မြင်ရမယ်ငါလုပ်တဲ့လုပ်ငန်းအောင်မြင်ရမယ်ငါအလုပ်တွေအဆင်ပြေရမယ်ဥပမာမအောင်မြင်ခဲ့ရင်တော့မှငါဟာသင်ယူနေတုံးပဲလို့အမြဲတမ်းတွေးနေတဲ့သူဟာအဲ့လိုကြံဖန်ပြီးကောင်းတဲ့စိတ်ကလေးနဲ့မြင်ပေးတဲ့သူဟာယုံကြည်မှုတွေတိုးတက်လာပါလိမ့်မယ်အခုပဝင်းချင်မှာကြည်ရတဲ့လောက်ကအကောင်းမြင်တဲ့စိတ်ကလေးနဲ့တွားနေတဲ့သူတွေဟာဘဝမှာအေးချမ်းပြီးပျော်ရွှင်ပြီးတော့တိုးတက်နေတာကိုမြင်ရပါတယ်ကိုကဘယ်လိုပြောရမလဲကိုကဘယ်လိုတိုးတက်ချင်တာလားအခုကိုကတိုးတက်ချင်တဲ့သူလားဒါမှမဟုတ်လို့ရှင်ဘာလဲကိုသိဖို့လိုတယ်ကိုကတိုးတက်ချင်တဲ့သူဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ mindset တွေကိုလည်းပြုပြင်ပြောင်းလဲဖို့လိုတယ်အဓိကဘဝမှာအောင်မြင်တိုးတက်တဲ့သူတွေရဲ့အတွေးခေါ်တွေကအမြဲတမ်းသူတို့ရဲ့ mindset ကတခုခုဆိုလို့ရှိရင်ငါမအောင်မြင်သေးတာပဲရှိတာငါမရသေးတာပဲရှိတာသူတို့ကကိုဘယ်တော့မှမဆဲဘူးကိုဆဲတဲ့အလုပ်ကိုဘယ်တော့မှမလုပ်ပါနဲ့ငါအသုံးမကျဘူးငါအဆင်မပြေဘူးငါဘာလို့အချိုးမပြေဘူးငါဘာလို့မအောင်မြင်ဘူးဒီလိုကိုမကောင်းတဲ့အရာတွေနဲ့ဘယ်တော့မှမတိုင်းထွာပါနဲ့မပြောပါနဲ့ဒါမကောင်းတဲ့အရာကိုဖိတ်ခေါ်ရနဲ့အတူတူပါပဲအဲ့တော့မကောင်းတာတွေကိုယ့်ရှိကိုရောက်လာတယ်ဆိုရင်တော့မှဒါကကိုယ့်အတွက်သင်ခန်းစာပဲကိုဟာသင်ယူနေတော့လို့ကိုတတ်မှတ်ပြီးတော့ရှေ့ကိုဆက်လျှောက်ပါကိုက slow ဖြစ်နေရင်တော့မှသိကြတယ်တနေ့သင်အောင်မြင်မှာဖြစ်တယ်တသနာမရှိဘူး slow ဖြစ်လဲသူများရဲ့လိုမြင်မြင်ဆန်းဆန်းအမြင့်ကိုရောက်သွားဖို့လည်းမလိုဘူးကျမအမြဲတမ်းပြောခဲ့ပြီးသားသူများရဲ့ chapter 10အောင်ကိုယ့်ရဲ့ chapter 1နဲ့သွားမရှင်ပါနဲ့ကိုမြင်နေတာဒီအတိုင်းပဲမြင်ပြီးမဲ့သူ့ရဲ့ chapter 10ဖြစ်နေတယ်ဆိုတော့ကိုမသိရအောင်အဲ့တော့သွားရှင်ဖို့မလိုဘူးကိုမဆဲပါနဲ့ကိုကအမြဲတမ်းအောင်မြင်နေတဲ့သူဖြစ်မယ်ကိုရဲ့ mindset တွေကိုပြုပြင်ပြောင်းလဲဖို့အရန်အရေးကြီးတယ်အဲ့ဒီ mindset တွေကလည်းအကောင်းမြင်တဲ့စိတ်ရှိဖို့အရေးကြီးတယ်အကောင်းမြင်တဲ့စိတ်ထဲမှာကိုယုံကြည်မှုတွေတိုးပွားလာဖို့ကအရေးကြီးဆုံးပဲအရာရာကိုချက်ချင်းပြောင်းလဲလို့မရဘူးဘယ်အရာမှတရက်ထဲနဲ့ဖြစ်မလာဘူးတရက်ကိုနည်းနည်းစီပြုပြင်ပြောင်းလဲသွားရင်တစ်နှစ်ပြည့်လို့ရှိရင်တေးကြတဲ့အဲ့ဒါတိတတယူကွာခြားသွားလိုက်မယ်နော်ကွာခြားသွားလိုက်မယ်အဲ့တော့တစ်နေ့စီနည်းနည်းစီပြုပြင်ပြောင်းလဲဖို့အရန်အရေးကြီးတယ်ကိုယ့်ရဲ့ mindset တွေကိုဒီနေ့တိုးတက်နေတဲ့သူတွေကအများစုကဘာလဲဆိုလို့ရှိရင်သူတို့ရဲ့ mindset တွေကအမြဲတမ်းအကောင်းမြင်တဲ့ဘက်ကနေပြီးတော့ကြည့်တယ်အကောင်းမြင်တဲ့စိတ်ကိုထားတယ်အခွင့်အရေးတွေဘယ်တော့မှလက်လို့ဆုံးရှုံးမခံဘူးပြဿနာတစ်စုံတစ်ခုဖြစ်လာရင်အကောင်းဆုံးဖြေရှင်းတယ်ဘယ်လိုအကောင်းဆုံးဖြေရှင်းရမလဲပဲသူတို့စဉ်းစားတတ်ကြတယ်ဒါဟာအောင်မြင်တိုးတက်နေတဲ့သူတွေရဲ့အဓိကသော့ချက်ပဲအဲ့တော့သင်ရဲ့ mindset ကဘယ်လိုလဲကိုပြုပြင်ပြောင်းလဲဖို့လိုလားဒါတွေကိုစဉ်းစားဖို့လိုပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်